တန်ဖိုးဖြတ်မရတဲ့အမှန်တရားတွေဆိုတာရှိတယ်ပထမဆုံးချက်ကဘသူ့ကိုမှတရားရခိုင်တော့ပွင့်လင်းလို့မရဘူးအခုလက်ရှိတငယ်ချင်းဖြစ်နေတဲ့သူအခုလက်ရှိမိတ်ဆွေဖြစ်နေတဲ့သူကနောက်9နှစ်နောက်10နှစ်ကြာရင်တငယ်ချင်းမဟုတ်တော့တာမျိုးကိုယ့်ရဲ့ရန်သူဖြစ်လာတာမျိုးဖြစ်နိုင်တယ်အားကြောင့်မလို့ဘသူမှတရားခိုင်တော့ပွင့်လင်းလို့မရဘူးနံပါတ်2ချက်ပွင့်လင်းစရာမလိုပေမဲ့ကျွန်တော်တို့ရိုးသားဖို့တော့လိုတယ်ကိုယ်တိုင်ရိုးသားတဲ့အခါကျမှရိုးသားတဲ့လူတွေနဲ့တွေ့မယ်ရိုးသားတဲ့လူတွေနဲ့ပေါင်းရမယ်မျက်နှာနှစ်ဖက်နဲ့လူတွေကိုမကြိုက်ဘူးဆိုရင်ကိုယ်တိုင်မျက်နှာနှစ်ဖက်မရှိဖို့လိုတယ်လူတစ်ယောက်ရဲ့အခြေအနေမှန်ကိုမသိဘဲနဲ့ကဲရဲ့ပြစ်တင်ပြောဆိုလို့မရဘူးဒါလူချင်းဝယ်ပဲဒါပေမဲ့ကိုယ်တခြားလူတွေကကဲရဲတာတွေပြစ်တင်တာတွေပြောဆိုတာတွေဖြစ်လာခဲ့တဲ့အခါကျရင်ဘာမှမတုံ့ပြန်နဲ့အချင်းကတက်တည်ပြသွားမယ်ကိုကမှန်နေဖို့တော့လိုတယ်ဘဝကတကယ်တော့တူတူလေးဗျကိုရှင်တန်နေတဲ့ကာလအတွင်းမှာကိုဘဝတွေကိုလူတွေအများကြီးဝင်လာမယ်ကိုဘဝတွေကလူတွေအများကြီးထွက်သွားမယ်အဲ့တော့ကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့လက်တွဲဖို့ကိုယ့်ရဲ့တငယ်ချင်းအစ်စ်မှန်တွေကလွဲလို့ကြံတဲ့လူတွေကိုတိတ်အချိန်အများကြီးပေးတာမျိုးအပင်ပန်းခံပြီးစဉ်းစားပေးတာမျိုးသူတို့ပျော်အောင်သူတို့ကျဉ်းနှံ့အောင်လိုက်နေတာမျိုးမလုပ်မိစေနဲ့ကိုယ့်ရဲ့ပုံစံအစ်စ်အမှန်နဲ့ပဲနေဖို့လိုတယ်လူတစ်ယောက်ရဲ့ဘဝမှာအရေးကြီးဆုံးကအတွေးခေါ်ပဲအဲ့တော့အတွေးခေါ်ဘေးချော်နေတဲ့လူတွေနဲ့သွားပြီးတော့ဆွေမျိုးပြေးတော်နေလို့မရအောင်တချို့လူတွေကကိုယ်ခင်တယ်လို့ကြွေးကြော်နေပေမဲ့သူတို့အုံနောက်ထဲမှာတော့ကိုကြရှုံးသွားတဲ့ခါကျရင်တွေးပျော်နေမှာလူရည်လို့ဖြစ်လာပြီဆိုရင်ဒါတွေကိုသတိထားဖို့လိုတယ်ဗျ